အညာသားဖြစ်သွားတဲ့ပေါ်တူဂီလူမျိုးများမင်္ဂလာပါထောက်မဂဇင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့မြန်မာပြည်ပါပေါ်တူဂီလူမျိုးအညာသူအညာသားတို့အကြောင်းပဲဖြစ်ပါတယ်ပေါ်တူဂီနွယ်ပါအညာသားတွေလို့ပြောလိုက်လို့နည်းနည်းလေးထူးဆန်းသွားမယ်ထင်တယ်ဗျာဟုတ်ပါတယ်ဒီအညာသားတွေကပေါ်တူဂီနွယ်ပါတွေပါပဲအပြည့်စုံသိချင်တဲ့ဆိုရင်တော့ကျွန်တော်နဲ့တူဆက်လက်ကြည့်ရှုလိုက်ကြရအောင်လားဗျာအနီးနားရှိဒေသခံများကတော့သူတို့ကိုဘယင်ကြီးများဟုခေါ်ဝေါ်ကြပေမဲ့လည်းအမှန်တကယ်တော့သူတို့ဟာပေါ်တူဂီနွယ်များမှစင်းသက်လာသူများသာဖြစ်ပါတယ်ဒီနေရာမှာဘယင်ကြီးဆိုတဲ့စကားလုံးလေးကြောင့်ကျွန်တော်နည်းငယ်လောက်ရှင်းပြပေးခြင်းပါတယ်ခင်ဗျာဘယင်ကြီးဆိုတဲ့ဝေါ်ဟာရကတော့မြန်မာနိုင်ငံရှိကက်သလစ်ခရစ်ယာန်များကိုခေါ်ဆိုတဲ့အတုံးထုံးတစ်ခုပဲဖြစ်ပါတယ်လူမျိုးတစ်မျိုးရဲ့အမည်လုံးဝမဟုတ်ပါမွတ်စလင်နဲ့ခရစ်ယာန်တို့ဖြစ်ပွားခဲ့တဲ့ခရုစိတ်စစ်ပွဲချိန်ကမွတ်စလင်ဘာသာဝင်များကခရစ်ယာန်ဘာသာဝင်များကိုဖရင်ဂီဟုခေါ်ဝေါ်ခဲ့ကြပါတယ်ဖရင်ဂီမှာဘယင်ကြီးတို့ပြောင်းလဲလာတယ်လို့လည်းယူဆရပါတယ်အနောက်အာရှသားများကလည်းခရစ်ယာန်များကိုဘယင်ကြီးဟုခေါ်ခဲ့ကြရာကနေထိုဝေါ်ဟာရအာရှအလယ်ပိုင်းနဲ့အိန္ဒိယနိုင်ငံထိပါပြန်နှံ့လာခဲ့ပါတယ်အာဖဂန်နစ္စတန်မှာလည်းတိုင်းရင်းသားများကအင်္ဂလိပ်လူမျိုးများကိုဘယင်ကြီးဟုခေါ်ခဲ့ကြကြောင်းသိရှိရပါတယ်မြန်မာနိုင်ငံသို့ရောက်ရှိလာကြတဲ့ပေါ်တူဂီများကိုလည်းဘယင်ကြီးဟုခေါ်ခဲ့ကြပါတယ်ပေါ်တူဂီနဲ့ကက်သလစ်ခရစ်ယာန်များကိုလည်းယနေ့တိုင်းဘယင်ကြီးလို့ခေါ်လျက်ရှိတာကိုတွေ့ကြရမှာပါဘယင်ကြီးများစုဝေးနေထိုင်ရာရွာများကိုလည်းဘယင်ကြီးရွာများလို့ခေါ်ကြပါတယ်မြို့ကြီးများပေါ်တွင်လည်းကက်သလစ်ခရစ်ယာန်များနေထိုင်ရာရပ်ကွက်များကိုဘယင်ကြီးရပ်ကွက်ဆိုပြီးယနေ့တိုင်ခေါ်ဝေါ်သုံးစွဲလျက်ရှိပါတယ်။စကိုင်းတိုင်းခင်ဦးမြို့နောက်ဘက်14မိုင်ခန့်အကွာမှာရှိတဲ့မုံလာရွာလေးဟာပူပြင်းတဲ့နေရာအောက်မှာတိတ်ဆိတ်ငြိမ်သက်လျက်ရှိနေပါတယ်။ရံပန်ရံခါကွေးမြင့်တွေကိုဖျက်တမ်းတိုက်ခတ်လာတဲ့လေကြမ်းတွေဟာမူးမြောက်ရည်နဲ့ထိတွေ့လိုက်တဲ့အခါမှာတော့အေးမြလန်းဆန်းပေါ်ရာလေပြေလေညင်းလေးတွေဖြစ်ပြောင်းလဲသွားတာကလွဲလို့ဘာမှပြောပါလောက်စရာထူးထူးခြားခြားတော့မရှိပါဘူး။လွန်ခဲ့တဲ့12ရာစုလောက်ကဥရောပဘက်မှာခေတ်စားခဲ့တဲ့ဂိုသစ်စတီးလက်ရာတရံတီဆောက်ထားတဲ့စိတ်မိုက်ကယ်ကက်သလစ်ဘုရားကျောင်းကြီးဟာလည်းတိတ်ဆိတ်လာတဲ့မုံလာရွာလေးမှာခန့်ခန့်ထထနဲ့တည်ရှိနေပါတယ်။ကျောင်းပရဝံအတွင်းမှာတော့သာသနာပြုဖို့ရာဥရောပမှာမြန်မာစီကိုလာရောက်နေထိုင်ရင်းပြန်လည်တော်မူသွားခဲ့ရတဲ့အီတလီအခြေစိုက်ဘာနာဘိုက်သာသနာပြုခရစ်ယာန်ဘုန်းတော်ကြီးများရဲ့ဂူတင်ချိုင်းများကအစီအည်ရှိလို့နေပါတယ်။မြန်မာပုံနှိပ်စာတည်ထွင်သူအီတလီဘုန်းတော်ကြီးမွန်ဆာဂျိုမာရီဘဲကော်တိုဆိုသူရဲ့အမည်ကိုလည်းတင်ချိုင်းကိုတစ်ခုရဲ့စကြင်ကြောက်ပြားပေါ်မှာကပီးထိုးမှတ်တမ်းတင်ထားတာကိုတွေ့ရမှာပါ။ကျန်တင်ချိုင်းကူများကတော့အညာဒေတာတို့တုံပန်းဖြစ်ပို့ဆောင်ခြင်းခံလိုက်ရတဲ့ပေါ်တူဂီများကိုဘာသာရေးရထိန်းချောင်းပေးဖို့ရအတွက်ရောမသာသနာမှာဆေးလွှတ်လိုက်တဲ့ရိုမန်ကက်သလစ်ဘုန်းတော်ကြီးများရဲ့အုပ်ကူများဟုမုံလာရွာကန်များကဆိုကြပါတယ်။ရွာကန်များထဲမှာလည်းအသက်89နှစ်အရွယ်ရှိဥပထေဆိုသူကသူကိုယ်တိုင်ကလည်းပေါ်တူဂီနယ်မှဆင်းသက်လာသူတူဖြစ်ပြီးအရက်ရှိရှိနှာတံပေါ်ပေါ်ခတ်ထူထူမျက်လုံးနဲ့ပြလဲလဲမျက်လုံးတစ်စုံတို့ကိုကြည့်ရုံနဲ့ရုပ်ရည်ယူပကမှာပေါ်တူဂီနာမည်ကျော်ဘောလုံးသမားပြီးလို့ပါပဲ။မိဘတွေကပြောလို့သာပေါ်တူဂီမျိုးနယ်ကဆင်းသက်လာတယ်လို့သိရပေမဲ့ဖဲတုံများလိုပဲကလပ်ဖန်ထိုးလုံးလို့အထက်ဟာအောက်ရောက်အောက်ဟာအထက်ရောက်အယောယောနော်နော်ဖြစ်ကုန်ပြီလို့ဥပါတီကသူ့ရဲ့မျိုးရိုးစာတီနဲ့ပတ်သက်ပြီးပြောဆိုခဲ့ပါတယ်။ပေါ်တူဂီနယ်မှဆင်းသက်လာသူဖြစ်ကြောင်းရုပ်ရည်ရတက်တိခံနေပေမဲ့လည်းစကားပြောတဲ့အခါမှာတော့အညာလီတန်ကလုံးဝမပြောင်းဟာတာညံရှင်ရှင်ပြောတတ်ကပြောင်းမှုဘက်စလိတ်ကြီးကိုခဲထားတဲ့သူ့ရဲ့ဟန်မန်ကအညာသားတူပါပဲ။ဥပါထေတာမကသူ့ရဲ့တာသမီမြေးများရဲ့ရုပ်စင်အင်္ဂါများဟာလည်းမျက်လုံးပြပြနှာတံပေါ်ပေါ်များပဲဖြစ်ပြီးမျိုးရိုးဗီဇရတိမ်မြုပ်နေတဲ့ပေါ်တူဂီသွေးပြန်လဲပေါ်ထွက်လာပုံရပါတယ်။ပေါ်တူဂီနွယ်ဝင်တွေအများဆုံးရှိတဲ့ရွာတွေထဲမှာမုံလာရွာအတွင်းမှာတော့ပေါ်တူဂီနွယ်ဝင်ဘယင်ကြီးအင်ဂျီပေါင်း180ခန်းရှိပြီးလေယာကိုင်းညုံအမဲလိုင်စင်လုပ်ငန်းဈေးရောင်းခြင်းတို့နဲ့အတံမွေးကြပြီးပတ်ဝန်းကျင်ရှိဗုဒ္ဓဘာသာဝင်များနဲ့လည်းလူမှုရေးရတင်းတင်းမြတ်မြတ်နေထိုင်ကြကြောင်းသိရပါတယ်။အလားတူပဲရေဦးမြို့နယ်အတွင်းမှာရှိတဲ့ချမ်းသာရွာမှာလည်းပေါ်တူဂီနွယ်ဝင်မြန်မာပြည်ထပ်ပိုင်းသားဘယင်ကြီး1100ကျော်နေထိုင်လျက်ရှိပြီးရွာလယ်မှာရှိတဲ့မေတော်ဖျားကျောင်းမှာစာသင်နေကြတဲ့ကလေးများစုရဲ့ရုပ်ရည်မျက်နှာပေါက်ကလေးတွေဟာလည်းနိုင်ငံတကာဘောလုံးပွဲများမှာမြင်တွေ့နေကြပေါ်တူဂီဘောလုံးသမားများဖြစ်ကြတဲ့စီရိုနာဒိုကွန်စီကာအိုရူဒီကော့စတာပေါ်လိုဆိုဆာလူဝစ်ဖီကိုနာနီလိုလိုရုပ်ရည်လိုခတ်ဆင်စင်ပါပဲမြန်မာနိုင်ငံတွေကိုပေါ်တူဂီလူမျိုးများစတင်ဝင်ရောက်ခဲ့ကြပုံကိုပြောရမယ်ဆိုရင်တော့ပေါ်တူဂီလူမျိုးတွေကအိန္ဒိယသမုဒ္ဒရာရေပြင်ထက်မှကျက်စားရင်းပါရှန်ပင်လယ်ကွေ့မှာမလကာထိရေလမ်းကြောင်းကိုထိန်းချုပ်ကာမြန်မာနိုင်ငံပါဝင်ဂိုအာတီဟိုထိုင်းမလကာမကာအိုအစရှိတဲ့အာရှနိုင်ငံများနဲ့ပါယင်းနှီးကျွမ်းဝင်ခဲ့ကြပါတယ်။စွန်စားသွားလာကနေသိရှာဖွေသူများပြီးတိုက်ခိုက်ရေးနဲ့စီရေးဆေးရတက်ပညာဘက်မှလည်းအင်မတန်ကိုမှဝါသနာထုံတဲ့လျောက်ဒေတာတွင်မျိုးပြနိုင်ငံများရဲ့ပရိသတ်စစ်ပွဲများတွင်မှလည်းကျေးစားစစ်သားများဖြင့်ပါဝင်တိုက်ခိုက်ခဲ့ကြပါသေးတယ်။1505ခုနှစ်ကပဲခူးရောက်အီတလီကုန်သည်တူကပဲခူးဘရင်ထံမှပေါ်တူဂီစစ်သား1000ခန့်လာစာရိတ်ခါနဲ့အမှုထမ်းနေကြောင်းမှတ်တမ်းတင်ခဲ့ပူပါတယ်။တစ်ချိန်တည်းမှာပဲတန်လင်းမျိုးဝမ်းရှိမုတ်တမအေယာဝတီမျိုးဝကျွန်းမော်ရှိပသိမ်နဲ့ရခိုင်ပြည်နယ်မြောက်ဦးစတဲ့ခေတ်ပြိုင်မျိုးပြနိုင်ငံများစီတို့ပါဝင်ထွက်ခါကူတန်းရောင်းဝယ်မှုတွေပြုလုပ်ရင်းအမှုထမ်းအခြေချနေထိုင်ခဲ့ကြပါတယ်။တောင်ငူဘရင်တပင်ရွှေထီလက်ထက်နဲ့ဘရင်တော်မင်းတရားကြီးတို့ရဲ့ပဲခူးအင်းဝမိုးညင်းမဏိပူရမုတ်တမရှမ်းကုန်းမြင့်ဇင်းမဲအယုဒ္ဓယလင်းစင်တို့လိုမျိုးပြနိုင်ငံများကိုတိုက်ခိုက်သိမ်းမိုက်ကဟန်သာဝရီအင်ပါယာထူထောင်ရမှာလဲပေါ်တူဂီတို့ဟာကျေးသားစစ်သားများဖြင့်အရေးပါတဲ့နေရာတစ်ခုကနေပါဝင်ခဲ့ပါတယ်
ဘရင်တော်နဲ့ရဆမ်မီနောက်ပိုင်းဟန်တာရီအင်ပါယာပြိုကွဲသွားခဲ့တာကြောင့်မြို့ပြနိုင်ငံများပြန်လည်ကောင်းထောင်လာခဲ့ပါတယ်1559-60ခုနှစ်မှာတော့ရခိုင်ဘရင်မင်းရသားကြီးဟာတောင်ငူမင်းနဲ့ပူးပေါင်းလိုက်ကဟန်တာရီနန္ဒဘရင်ကိုတိုက်ခိုက်အောင်မြင်တာကြောင့်သူတို့ရဲ့ပေါ်တူဂီခြေသားစစ်သားဖီလစ်ဒီဘရီတိုနီကိုတီကိုတန်လင်းစိတ်ကမ်းကိုဘရင်ခံဖြစ်အပိုင်စားပေးပြီးအုပ်ချုပ်စေခဲ့ပါတယ်ဒီဗီတိုလိုခြေသားစစ်သားတို့ရဲ့လက်ထက်ကိုမြန်မာပြည်ရဲ့ရေချောင်းချက်ချကြတဲ့နေရာတစ်ခုဖြစ်တဲ့တန်လင်းကိုပိုင်စားပေးရလိုက်ခြင်းဟာမြန်မာပြည်ပေါ်ရောက်ကြံပေါ်တူဂီများအတွက်မကြခင်ဆွေးရခြင်းတွေယူဆောင်လာမဲ့နမိတ်ဆိုးကြီးတစ်ခုပါပဲ55ကဖီလစ်ဒီဘရီတိုဟာမြန်မာပြည်ရဲ့အခွင့်အရေးပေးမျက်နှာသာပေးမှုခံရခြင်းပေါ်ကောင်းကောင်းကြီးတုံးချကပေါ်တူဂီစစ်ဗိုလ်ဆာဘာဒိုရီပေအီရိုတေဆိုဆာဆိုသူနဲ့တူတန်လင်းကိုခိုင်မာခြေပြုကဗုဒ္ဓဘာသာအကြောင်းကံပထိုးများမှခြေခေါင်းလောင်းများကိုအရေးကြိုကအမြောက်လက်နက်များဖြင့်တွန်းလောက်ကစစ်ရေးအတွက်ပြင်မာတော့တယ်မိမိကိုမိမိလည်းဘရင်ဒီဘရီတိုဖြစ်ကြေညာခဲ့ပြီးတန်လင်းစိတ်ကမ်းကိုအုပ်စိုးခဲ့တဲ့ပြင်တခြားသောစိတ်ကမ်းများဖြစ်တဲ့ပသိမ်နဲ့တလောက်ကိုပါဆက်လက်သိမ်းပိုက်ကပင်လယ်ရေချောင်းကုန်သွယ်ရေးကိုထိန်းချုပ်ခဲ့ပါတယ်အခုကင်းလွတ်ခွင့်ပြုထားတာဖြစ်တဲ့အတွက်ဂူတန်ရောင်ဝယ်ရေးလုပ်ကိုင်ဖို့ရန်ပေါ်တူဂီလူမျိုးအမြောက်များတန်လင်းမှာလာရောက်နေထိုင်ခဲ့ကြပြီးဘာသာရေးရာကြီးစုဆောင်ရှောက်မဲ့ရိုမန်ကက်သလစ်ဘုန်းတော်ကြီးများလည်းတပါးတည်းပါလာတဲ့အတွက်ဒီဘရီတိုကတန်လင်းမှာလည်းဘရင်ကြီးဖျားရှိခိုးကျောင်းကိုဆောက်လုပ်လှူဒန်းခဲ့ပါတယ်ဒီဗရီတိုဟာတောင်ငူကိုသိမ်းယူလိုက်ပြီးမိတ်ဆွေဖြစ်သူနတ်ရှင်တောင်ကိုလည်းတန်လင်းတို့တပါးတည်းခေါ်ဆောင်ခဲ့ပြီးဘရင်ကြီးဘာသာတို့ကူပြောင်းစေခဲ့ပါတယ်သူတို့မိတ်ဆွေနှစ်ဦးကလည်းနောက်ဆုံးချိန်အသက်သေဆုံးတဲ့အတိုင်းအတူတကွနေထိုင်ခဲ့ကြပါတယ်အင်းဝါကိုအုပ်စိုးနေတဲ့ဘရင်တော်ရဲ့မြေဖြစ်သူအနောက်ဘက်လူမင်းတကိုးအာနာကြီးထွားလာခြင်းငစင်ကခေါ်ဒီဗရီတိုရဲ့ဩဇာကိုအပြီးတိုင်ဆုံးသက်ဖို့ရန်စတင်စီစဉ်ပါတော့တယ်1613ခုနှစ်ဖေဖော်ဝါရီ20ရက်မှာတော့လက်ဦးမှုရယူနိုင်ခဲ့ပြီးတန်လင်းကိုလှုပ်ကြံရမှာလဲအောင်မြင်တာကြောင့်ငစင်ကခေါ်ဒီဗရီတိုနဲ့သူ့ရဲ့မိတ်ဆွေဖြစ်သူတောင်ငူဘရင်နတ်ရှင်တော်ပါဝင်တခြားသောပေါ်တူဂီခေါင်းဆောင်တို့ပါကိုမြတ်ခံခဲ့ရပါတယ်ရှုံးနေမှုရဲ့နောက်ဆက်တွဲအကျိုးဆက်ကတော့ဂျန်ပေါ်တူဂီခရီးယန်9000ကျော်တုံပန်းများဖြစ်ဖမ်းဆီးခံခဲ့ရပြီးအင်းဝနေပြီးတော့ပါဝင်ဝေးလံကပူပြင်း6တွေ့တဲ့မူးမြင့်တဲ့ချင်းတွင်းမြေကြားချေးရွာများစီတို့ပို့ဆောင်ခြင်းခံရပါတော့တယ်ပေါ်တူဂီများကိုတုံပန်းဖြစ်အင်းဝတို့ဖမ်းဆီးခေါ်ဆောင်ရမှာလဲအလွန်တရာကိုမှဆိုးရွားနှိမ့်ကြတဲ့အခြေအနေကိုဖုန်းတော်ကြီးမာနူရယ်ဒီဖုန်းဆေးကအိန္ဒိယနိုင်ငံဂိုအာမြို့မှာရှိနေတဲ့ပေါ်တူဂီဘီရင်ခံချုပ်ထံသို့အားကိုးလိုကြောင်းစာရေးပို့ခဲ့ပါသေးတယ်ညင်မန်နှိပ်စက်မှုတန်းတွေကိုအလူးလဲခံစားခဲ့ရတာကြောင့်ဖုန်းတော်ကြီးအေဒီကိုနုနဲ့ဟာလည်းလမ်းခရီးမှာပဲပြန်လွန်တော်မူခဲ့တဲ့အတွက်ဖာတာဒီဖုန်းစိတ်ကတူတဲ့ကသာအင်းဝါမှာစေကျင်းသားဖြစ်နေထိုင်ကပေါ်တူဂီလူမျိုးအယောက်9000ကျော်ကိုစောင့်ရှောက်ခဲ့ရပါတယ်။အင်းဝါဘရင်ကအမြောက်လက်နဲ့ကျွမ်းကျင်တဲ့ပေါ်တူဂီတို့ကိုဘရင်ရဲ့တော်ဝင်မြောက်တပ်တွင်တာဝန်ထမ်းဆောင်စေခဲ့ပါတယ်။1635ခုနှစ်တာလုံမင်းလက်ထက်အင်းဝါမြို့တွင်ပေါ်တူဂီလူကြီးတိတိတသားတိုးလာခဲ့ရာပုံငံမှုဖြစ်ပွားမိကိုစိုးရိမ်တာကြောင့်စစ်မှုထမ်းနဲ့အကြီးအကဲတချို့မှလွဲပြီးကျန်ပေါ်တူဂီလူမျိုးများကိုချင်းတွင်းမြင့်နဲ့မူးမြင့်ကြားမှရှိတဲ့မုံလာချမ်းသာမေကွန်ချောင်းယိုနဘတ်လက်တော်ရချောင်းဦးမုတ်ဆိုးဘူဟန်လင်းရွာတော်စတဲ့73ရွာတို့ပို့ကလွတ်လပ်စွာမိမိတို့ကိုးကွယ်လိုရာကိုကိုးကွယ်စေခဲ့ပါတယ်1956ခုနှစ်အလောင်းမင်းတရားကြီးရန်ကုန်တန်လင်းပကိုးစားတဲ့တိုက်ပွဲများနဲ့ယူရီးယားတို့ကိုတိုက်တဲ့စစ်ပွဲများမှာဖမ်းဆီးရမိတဲ့ပြင်သစ်စစ်တုံးမှန်200ကိုပေါ်တူဂီများရှိရာအဆိုပါရွာများစီတို့ထပ်မံပို့ဆောင်ခဲ့ပြန်ပါတယ်အသားရောင်ကိုအလိုက်အသားဖြူသူများကိုမုံလာနဲ့ချမ်းသာရွာဂိုအာမှပါလာတဲ့အိန္ဒိယနယ်ဝင်များကိုချောင်းရွာဒီဗရီတိုရဲ့ဆွေမျိုးတော်ဆက်သူများကိုတပင်းကျွန်းတော်စီတို့အတီးတီးပို့ဆောင်ခဲ့ပါတယ်သူတို့လိုပင်လယ်ပြောများကိုရေစက်ကန်းစမ်းမရှိတဲ့ကုန်းခုံတော်ရက်တို့ပို့ဆောင်လိုက်ခြင်းဟာရေနေတော်တွေကိုကုန်းပေါ်သို့ပြစ်တင်လိုက်သလိုသူတို့ရဲ့ဘဝတွေကခက်ခဲကြမ်းတမ်းလွန်ခဲ့ပါတယ်။တင်ပြရှင်မင်းလက်ထက်တရုတ်မြန်မာစစ်ပစ်ပွားရာကလားဘူဘွဲကံပြင်သစ်ရေတပ်ဖို့ပေတလူမေလက်ကောင်းဆောင်တဲ့ပေါ်တူဂီမြောက်တပ်ဖွဲ့ကမြန်မာတို့နဲ့တူတရုတ်တို့ကိုရဲဝင်စွာတိုက်ခိုက်တော်လှန်ခဲ့ကြပါတယ်။ဘာကြီးတော့ပြလက်ထက်မှာဖြစ်ပွားခဲ့တဲ့အင်္ဂလိပ်မြန်မာပထမစစ်ပွဲတွင်ဘရင်ကြီးတပ်သားများအများပြားကြာဆုံးခဲ့ရတဲ့အတွက်ပေါ်တူဂီများအဖို့ယူကြုံမရဖြစ်ခဲ့ရပါတယ်။အညာရောက်ပေါ်တူဂီများအနေနဲ့လည်းဒေတာခံမြန်မာများနဲ့အိမ်အောင်ကြတဝတ်တိန်ထူထောင်ထားသူများလည်းရှိတာကြောင့်သွေးတော်ကမြန်မာပေါ်တူဂီကပြများပေါ်ထွက်ခဲ့ပေမဲ့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးကတော့ကပြယဉ်ကျေးမှုဆိုပြီးတည်တံ့တစ်ခုပေါ်ထွက်လာခြင်းမျိုးမရှိပါဘူးမြန်မာမြေရောက်တရုတ်ဟိန္ဒူမွတ်စလင်တို့လိုမျိုးတော့ပေါ်တူဂီလူမျိုးတွေအနေနဲ့မိမိတို့ရဲ့ယဉ်ကျေးမှုကိုထိန်းသိမ်းနိုင်ခဲ့ခြင်းမျိုးမရှိပါဘူးမြန်မာမြေပေါ်မှာတစ်ချိန်ကပေါ်တူဂီတို့ရဲ့အငွေတပ်တွေအနေနဲ့ရှေးဟောင်းရိုမန်ကက်သလစ်ဘုရားကျောင်းများသာကြံရစ်ခဲ့ပါတယ်ပေါ်တူဂီတို့ပထမဆုံးအခြေချခဲ့တဲ့တန်လင်းမာတောင်ပေါ်တူဂီတို့စိုးမိုးနိုင်ခဲ့တဲ့တခြားသောနေရာများဖြစ်တဲ့မလကာပီနန်မကာအိုဂိုအာတို့မှလို့ပေါ်တူဂီယဉ်ကျေးမှုဘာသာစကားရက်ကွက်များလမ်းများအဆောက်အဦများစားတောက်ဆိုင်များပြီးမကြံရစ်ခဲ့ပါဘူးမြန်မာပြည်များလက်ထက်နဲ့အင်္ဂလိပ်ဆိုရလက်ထက်တိုင်းပြည်ကာကွယ်ရေးတွင်ပါဝင်ခဲ့သည့်ပေါ်တူဂီနွယ်ဘရင်ကြီးများလို့အတိအမှတ်ပြုခံခဲ့ရပေမဲ့လည်းမြန်မာဆိုရှယ်လစ်လမ်းစဉ်ဆိုရလက်ထက်နဲ့စစ်ဆိုရလက်ထက်ရောက်မှာတော့အတိအမှတ်ပြုခြင်းတော့မခံရတော့ပဲတပ်တေကန်ကပ်ပြားမှာလည်းမြန်မာပြည်သားထည့်သွင်းခွင့်ရှိပါတော့တယ်အခုလိုတက်ရှင်ရက်တီဖို့ရအတွက်စ조사ဖြတ်တန်းခဲ့ရတာယခုဆိုမျိုးဆက်40တိုင်ရှိခဲ့ပြီပဲဖြစ်ပါတယ်မျိုးဆက်40တွင်ကိုးကွယ်ရာဘာသာတရားဖြစ်တဲ့ရိုမန်ကက်သလစ်ဘာသာကိုတော့ဆက်လက်ထိန်းသိမ်းထားနိုင်ကြပေမဲ့လည်းယဉ်ကျေးမှုကိုတော့ထိန်းသိမ်းနိုင်ခြင်းမရှိတာကြောင့်ယခုတိုင်းပေါ်တူဂီယဉ်ကျေးမှုတစ်ခုတလေကိုမှသူတို့ထံမှမတွေ့ရတော့ပါဘူး
နှစ်လေးရမှာသွေးရုံးနှမှုအရန်များသွားတော့ပေါ်တူဂီဆိုတဲ့စွမ်းစားကိုမရှိဘူးဆင်းသက်လာတဲ့စုံလောက်ပဲပြောနိုင်တော့တယ်လူမှုရေးယဉ်ကျေးမှုကဘာမှမရှိတော့ဘူးဘာသာရေးဘက်မှာသာထိမ့်သိမ်းထားနိုင်တော့တယ်ဟုပေါ်တူဂီနယ်ပါဖုန်းတော်ကြီးဖာသာအာဖုံဦးကိုလေးကဆိုပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။တဲ့ဝင်စားပွဲရများနဲ့ဘိုးတူတာများကိုကျွန်တော်တို့ရဲ့ထောက်မဂဇင်း YouTube Channel နဲ့ Facebook Page မှာအမြဲမပြတ်တင်ဆက်ပေးနေတာမို့ Subscribe နဲ့ Like and Follow ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။